အားလုံးပဲမင်္ဂလာပါခင်ဗျာ Story for You Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်လားခင်ဗျာကြွေချောင်းသွားတယ်မောင်ဟိုတာအီဇလန်လျာရေမန်တစ်ခုပေါ်မှာအခြေခံပြီးတော့တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါကျွဲတွေကိုတိတိကျကျဂရုစိုက်နော်ဖိုးသားကဓမင်းစားနေရင်အမေဖြစ်သူကပြောလိုက်တာကြောင့်ကောင်းချိန်ပြီးတော့ပြန်ဖြေလိုက်တာပဲဖြစ်ပါတယ်ဖိုးသားအမေကလက်တော်မုံများနဲ့ချက်ထားတဲ့လက်ငစင်ရိုင်းနှစ်ကောင်ကိုဖိုးသားပကံလေးကိုထည့်ပေးလိုက်ပြီးတော့သူကတော့ကြံနေတဲ့ဟင်းနေများကိုပကံလေးကိုလောင်းထည့်လိုက်ပြီးငပိရေကျဲကိုဓမင်းပေါ်ကိုဆန့်လိုက်လေပါတော့တယ်အမေဖြစ်သူငပိရေနဲ့စားတော်မှာကိုတီးလိုက်တာကြောင့်ဖိုးသားတယောက်စိတ်မကောင်းဖြစ်သွားလေပါတော့တယ်အမေဖြစ်သူကဓမင်းကိုဟင်းနဲ့ငပိရေနဲ့နေဖက်ပြီးတဲ့အခါမှာတော့သူပကံတွင်းမှာလက်စင်ရိုင်းတစ်ကောင်ကိုလက်နဲ့ယူလိုက်ပြီးတော့အမေပကံထဲကိုလှမ်းထည့်ပေးလိုက်ပါတော့တယ်စားပါသားရဲ့။အိုးအမေကလည်းစားစမ်းပါဗျ။နှစ်ကောင်ရှိတာအမေတစ်ကောင်သားတစ်ကောင်ပေါ့ဗျာ။အမေဖြစ်သူမိအေးကသားဖြစ်သူကိုကြည့်ရင်ပီတိတွေဖြစ်လို့နေပါတယ်။အရွယ်နဲ့မလိုက်အောင်မိဘကိုသိတယ်လို့နဲ့သားဖြစ်သူကိုကြည့်ပြီးတော့ပြုံးနေမိပါတော့တယ်။ဒါပေမဲ့လည်းမကြခင်မှာရင်းထဲမှာပိုဆွေးလာပြီးတော့မျက်ရည်များဝေးလာတာကြောင့်ခေါင်းကိုအသာလေးပေါ်ထားလိုက်ရပါတော့တယ်။အာရပါရအမင်းစားနေတဲ့ဖိုးသားမှာတခြားကလေးများလို့ကျောင်းနေရွယ်ဖြစ်ပေမဲ့လေကျောင်းမနေရရှာပဲစာဝင်နေရအတွက်မိဘကိုရပတ်တလန်းကကိုညီပေးနေရတာကြောင့်ဒါပြည့်သူကိုကြည့်ရင်စိတ်မကောင်းဖြစ်မိသွားခြင်းပဲဖြစ်ပါတယ်ဖိုးသားကတော့ဘာမှပူပန်မရှိပါဘူးသမီးများကိုကျုံးနေစားပြီးတော့ပြုတ်ထားတဲ့မြင့်များကိုဝါပြီးတော့ပလုတ်ပလားစားတောက်နေလေပါတော့တယ်စားတောက်ပြီးတဲ့အခါမှာတော့ဖိုးသားကလက်ဆေးပြီးတော့သူ့လွယ်နေကြလွယ်ရဲ့အစုပ်ကလေးကိုလွှဲလိုက်လေပါတယ်ဘိုးသားဝစ်စင်ထားတာကလည်းအပြူရောင်ပင်မပေါ်တဲ့ကျောင်းစိမ်းရှိန်ကြီးဟောင်းလေးတစ်ထည်ဖြစ်နေရမှာတယ်အောက်မှာတော့အကွက်ပင်မပေါ်သေးတယ်မစိုးတဲ့တွေကိုတူတူဝေထားပြီးတော့နေရာမှာချိန်ထားတဲ့ခမောင်းစုပ်ကြီးကိုဆွဲယူပြီးတော့စောင်းလိုက်လေပါတော့တယ်တာအဝဲကြီးတွေမသွားနဲ့နော်နောက်ပြီးကျွဲတွေကိုလည်းတေးကြဂရုစိုက်ဘိုးလေးကဦးပေါ်ကြီးကျွဲတွေပျောက်သွားတယ်လို့ကြားတယ်တာရဲ့တော့ကြာကျွဲတကောင်ပျောက်သွားမှဖြင့်အမေတို့စားဖို့မရှိပဲရောဖို့ရှိနေပါအောင်မယ်တာရဲ့ရပါတယ်အမေရဒီကောင်တွေကတားစကားကိုနားထောင်ပါတယ်ဗျစိတ်မပူပါနဲ့မေခမောက်စောင်းပြီးတော့တော်လက်လက်နဲ့အိမ်ပေါ်မှာပြေးဆင်းသွားတယ်ဒါဖြစ်သူကိုကြည့်ရင်အမေဖြစ်သူမိရဲ့မျက်ရည်များကျဆင်းလာပါတော့တယ်နိုင်ငံမှာချိန်ထားတဲ့မိသားစုပုံလေးကိုကြည့်ရင်သူ့ယောက်ျားဖြစ်သူကိုထုံးကိုတန်တာပြီးလေပါတော့တယ်ကိုတို့ရေတော်သားကတိတ်လိမ်မာတာပဲရှင်ချင်းကိုမြင်စေချင်လိုက်တာရှင်မိယောက်ျားကိုထုံးကတော့ဒီနေ့တကြီးမှာကြားပေါင်းလုပ်ငန်းသွားရောက်လုပ်ကန်ရင်ဒေဒီရှင်ဒီမသိပဲလောင်ခဲ့တဲ့3နှစ်ခန့်ကပင်ပျောက်ဆုံးသွားခဲ့သူတဦးပဲဖြစ်ပါတယ်လူတို့နေတဲ့ရွာကလေးကရေတိုးကြီးကြေးရွာဖြစ်ပြီးတော့ဂျုံပြောခရိုင်ရေကြီးမြို့နယ်အတွင်းမှာတည်ရှိလို့နေပါတယ်ရေတိုးရွာမှာနှစ်ပိုင်းကွဲနေပြီးတော့ရေတိုးကြီးရေတိုးကလေးလို့နှစ်စုကွဲနေလေပါတယ်ရေတိုးကြီးကြေးရွာမှာရခိုင်ရိုးမဆက်မှာတည်ရှိပြီးတော့အင်ဂျင်နေပါပြီးတိတ်တော့မစီကားလာပါအောင်မီးမှာအရိယာဇာတိတော့မဟုတ်ပါဘူးယောက်ျားဖြစ်သူကိုထိုးနဲ့အကြောင်းပါပြီးယခုရွာမှာလာရောက်ခါအခြေချနေထိုင်ကြခြင်းပဲဖြစ်ပါတယ်ကိုထွန်းကရခင်ကတေးလုပ်ငန်းလုပ်ကင်တာကြောင့်အစဉ်ပြေပေမဲ့လေနောက်ပိုင်းမှာတော့တေးလုပ်ငန်းမှာအစဉ်မပြေတော့တဲ့အတွက်ဂျုံရချာပန်းလုပ်ကင်ရင်နောက်ဆုံးမှာတော့ဝေးများရတယ်ကြားဖောင်များနဲ့လိုက်သွားပြီးတေးတီရှင်းတီကိုတောင်မသိရတော့ပါဘူးဘိုးသားတယောက်မှာတော့ရွာပြင်ကွေးများတွင်းကိုကျွေးများကိုမောင်းနေလာခဲ့ပါတော့တယ်သူတို့ဒေသမှာနေရာစိုက်ပျိုးကြပေမဲ့လည်းနွားများထက်ကျွေးများကိုအတုံးများကြပါတယ်မိုးရာသီဖြစ်တာမို့ရွာပြင်ကွင်းကြီးထဲမှာရေတွေပြည့်နေတာကြောင့်ကျွေးများကရေကြိုက်ကူးနိုင်နေဖြစ်ပြီးတော့ဘိုးသားလည်းကျွေးများကိုချမ်းထားလိုက်ပါတော့တယ်အသက်12နှစ်ရွယ်ကန်းသာရှိတဲ့ဘိုးသားတယောက်မှာတော့လောကရန်ဆိုတဲ့ဘဝထိုးနှက်ချက်များကိုအရွယ်နဲ့မလိုက်အောင်ခါစီခံနေရပါတော့တယ်ကျွေးများကိုဖြတ်ထားရင်ကွင်းထဲမှာ9000ဖန်ခဲ့နေပါတယ်၄-5 နေရာလောက်9000ထားပြီးတဲ့နောက်မှာတော့
ကုန်းမောင်ကိုပြန်တက်လာခဲ့ပါတော့တယ်ငါကြီး3កောင်လောက်ပဲရစမ်းပါကွာငါအမေကိုငါများများနဲ့ကြွေးကြည့်လို့ပါကွာတယောက်တည်းရေရွတ်နေပြီးတော့ဓာပေါင်းပေါ်မှာထိုင်နေမိပါတယ်ဘိုးတွင်ဖြစ်တာကြောင့်မိုးသားများကတလိမ့်လိမ့်နဲ့တက်လာနေပါတယ်မကြခင်မှာပဲဓာပေါင်းပေါ်မှာလူနှစ်ဦးလမ်းလျှောက်လာခဲ့ပါတော့တယ်အဲ့ဒီလူနှစ်ဦးကတော့ရွာလေပိုင်းကအလုံးတင်နေသူ့သမီးပုတ်ဆုံတို့ဖြစ်ပါတယ်ပုတ်ဆုံကလူနဲ့ရွယ်တူနီးပါးဖြစ်ပြီးတော့အတူတူစော့ပေါ်စော့ဖက်ပဲဖြစ်ပါတယ်အနာရောက်လာမှအလုံးတင်လက်ထဲမှာတောင်ကန်းရှိတဲ့ငါးကောင်ကြီးများကိုနင်းနဲ့တီးကဇွဲလာတာကိုညင်တွေးလိုက်ရပါတော့တယ်ပုတ်ဆုံကသူ့အားလှမ်းခေါ်လိုက်လေပါတယ်ဟဲ့ဘိုးသားနေပါလို့နေတာလေကျွေးကြောင်းနေတာဘောဟာနေမမြင်ဘူးလားဒါနဲ့နင်တို့ဘယ်သွားလာတာလဲငါတို့လည်းအနေပါလားအေးဟာတပန်းချောင်းဘက်မှာငါးတွေပေါ်တယ်လေငါနဲ့အမေနဲ့နေတစ်ပိုင်းလောက်ဖမ်းတာတော့မှတော်တော်ရတယ်ဟာအုံဆုံးပြောလိုက်တာကြောင့်ဘိုးသားမျက်လုံးများအယောင်လက်သွားခဲ့ပါတယ်ရွာပြင်ကွင်းထဲမှာတော့အဒီလောက်ကြီးတဲ့ငါရှိမိတော့မထင်မောင်ငရိတ်ငတန့်မစင်ရိုင်းလောက်သာရတတ်ပြီးတော့တပန်းချောင်းဘက်ကိုအားသွားမြကျင်စိမ့်များတောင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်တယောက်တည်းသွားလို့ကလည်းမရကျွဲအုပ်ကလည်းရှိနေသေးတာမို့ဘိုးသားကြောင်းနေကျွဲအုပ်မှာကျွဲရှစ်ကရှိပါတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာမှာသုံးဖြတ်ပေးပြီးမို့ကျွဲများကိုမောင်းတင်လိုက်ပြီးလူတောင်ထားတဲ့ငါးများကိုတောင်မေ့သွားခဲ့ပါတော့တယ်စိတ်ပိုင်းရေတပန်းချောင်းဘက်ကိုသွားမယ်စိတ်ပိုင်းဆိုတဲ့ကျွဲကြီးကဝါဝပြီးပြီးဂျိုးတောင်တောင်နဲ့ဖြစ်ပါတယ်ကျွဲလို့ဆိုပေမဲ့လည်းဘိုးသားစကားကိုအလွန်နားထောင်ပြီးတော့လူစကားအတော်နားလေလေးပါတယ်ဘိုးသားခေါ်လိုက်တာနဲ့ရေထဲမှာတက်လာပြီးတော့ဘိုးသားအရှိမဝစ်ပေးလိုက်လေပါတော့တယ်အဲဒီလိုဝစ်ပေးလိုက်တဲ့အခါမှာတော့ဘိုးသားဟာစိန်ပန်းရဲ့ကြောကုန်းပေါ်ကိုလွှာကနေခုန်တက်လိုက်လေပါတော့တယ်တပန်းချောင်းဆိုတာကတော့ရုံးမအဆက်တော့တနေရာမှာတည်ရှိလေးပါတယ်တပန်းချောင်းကိုသွားဖို့အတွက်ဝင်းမင်းကျဲကြီးကိုဖြတ်သွားရပါတယ်ရင်းနဲ့ကွင်းများဖြစ်တာကြောင့်ရင်းနဲ့လှပြီးတော့ရွဲစည်းသွားမှအဆင်ပြေနေပါတယ်ဘိုးသားလည်းရွယ်ကိုမောင်းရင်နိုင်ဝက်ခံကြမှာတော့တပန်းချောင်းဘက်ကိုရောက်လာခဲ့ပါတော့တယ်တပန်းချောင်းလို့အမည်ရတော့လေတပန်းပင်များတိတ်တော်မရှိလာပါဘူးဒေတာလိုက်ပေါက်နေတဲ့တစ်ပင်များသာရှိပါတယ်အဲ့ဒီတစ်ပင်များလဲမှာတော့အိုင်ကြီးတအိုင်ရှိပြီးတော့အဲ့ဒီအိုင်ဘေးနားမှာလည်းစိန်တော်မြေကြီးဖြစ်ပါတယ်စိန်တော်မြေကြီးအတွင်းကိုဝင်လိုက်တဲ့အခါမှာတော့အဝင်းကျင်ကအေးစိန်နေလေပါတယ်စိန်တော်အတွင်းမှာရှိတဲ့ရံတော်များပေါ်မှာငပြန်များကနန်းကောင်ကလေးများကသွားလာလှုပ်ရှားနေကြလေပါတယ်ဘိုးသားလည်းအိုင်ကြီးနဘေးမှာဆင်းလိုက်ပြီးတော့ကျွဲများကိုစိန်တော်အတွင်းမှာလွတ်ထားလိုက်ပါတော့တယ်ငါးများချိုးကိုအသင်ပြင်းလိုက်ပြီးတော့အိုင်ကြီးတွင်းကိုပစ်ချလိုက်ပါတော့တယ်စိတ်ထဲကလည်းငါးယောက်ပုတ်ကိုသာစိတ်ကူးနေမိပါတယ်ငါးကောင်ကြီးကြီးရဖို့ကိုမျှော်လင့်နေမိပါတော့တယ်သူစားဖို့တဲ့သူ့မိကိုငါးပေါ်ပေါ်များများရွေးချင်တာကြောင့်ဖြစ်ပါတယ်အဲဒီလိုစောင့်နေရင်းနဲ့မကြခင်မှာပဲအားများအကျိုးများလှုပ်ရမ်းလာတာကိုတွေ့လိုက်တဲ့အခါမှာတော့ကျိုးစာကိုအသာလေးဆွဲလိုက်နေပါတော့တယ်။လက်ဝါးကန်ရှိတဲ့ငါးကြီးတစ်ကောင်မှာလှုပ်ရမ်းပြီးတော့ပါလာလေတာကိုတွေ့လိုက်ရပါတော့တယ်။ငါးကြီးကတရောင်လောက်တောင်ငါးမရသေးပေမဲ့လည်းလက်ဝါးကန်ဆိုပေမဲ့တိတ်တော့မဆိုးလာဘူးပေါ့။မနက်ကစားခဲ့တဲ့ငစင်းရိုင်းတက်တော့အသားပူများနေပါတယ်။ဘိုးသားကမြက်ပင်များကိုစုလိမ်ပြီးတော့ဂျိုးပုံစံပြုတ်လွတ်လိုက်ပြီးငါးဘက်ဟောက်ကိုခွဲပြီးတော့မျက်ကျိုးနဲ့ကြည်တွဲထားလိုက်နေပါတော့တယ်။အဲဒီလိုဆက်ပန်းနေရင်အချိန်ဘလောက်ကြာသွားသည်တော့မသိတော့ပါဘူး။လူမြတ်ကျိုးမှလည်းတရောင်ကန့်ရှိတဲ့ငါးများတရွာကန့်ရှိတဲ့ငါးများနဲ့ငါးမျိုးစုံ10ကောင်ကရနေပြီပဲဖြစ်ပါတယ်။ဘာဝင်ကျင်မှာတော့အမောင်ဖုံးနေလေးပြီပဲဖြစ်ပါတယ်။မိုးပုံကိုမောချီလိုက်တော့မှနေဆိုင်မဲမဲကြီးတွေကဖုံးအုပ်ထားတာကိုတွေ့လိုက်ရပါတော့တယ်။အဲ့ဒီချိန်မှာဟိုးသားကရန်ချိန်တင့်မိမှန်းတိလိုက်ရပါတော့တယ်။ဒါအပြင်တပန်းကျောက်ကတရေ6တယ်လို့လေဘာမှလူများကပြောဆိုနေကြတာကြောင့်ဖိုးသားစိတ်ထဲမှာကြောက်လန့်စိတ်များဝင်လာနေပါတော့တယ်။စိတ်မရင်ပြန်ရအောင်ဟိအတန်ကုံအော်ဟစ်လိုက်တဲ့အခါမှာတော့အကြာကျွဲများမှာသူနာကိုရောက်လာကြပေမဲ့လေစိတ်မန်းကြီးကတော့ရောက်မလာခဲ့ပါဘူး။ဒါနဲ့ကျွဲများကိုရေတွက်လိုက်တဲ့အခါမှာတော့ကြောက်ကောင်းသားရီးပြီးတော့အောင်လဆိုတဲ့ကျွဲကြီးနဲ့စိတ်မန်းကြီးကိုတော့မတွေ့ရပါဘူး။အဲဒီအခါမှာတော့ဖိုးသားစိတ်ညစ်သွားပြီးခေါင်းကိုတပြင်းပြင်းကုတ်လိုက်နေပါတော့တယ်။ဟာဒီကောင်တွေတော့
ဘဲကိုချေရှင်နေတယ်လည်းမသိပါဘူးကျန်တဲ့ကျွဲ6ကောင်ကိုအနီးမှာရှိတဲ့တပင်းတပင်းမှာခြိထားလိုက်ပြီးတော့ငါးများတွဲထားတဲ့အတွဲကိုလည်းလွယ်ကျိုးမှာဆွဲချလိုက်ပြီးတော့ဟိုးသားတယောက်ကျွဲပြောက်ရှာရပါတော့တယ်အောင်လာရင်စိတ်မရင်ဟိုးသားအော်ဟိရင်ဒေါ်ရန်ကလေးအတိုင်းဝင်လာခဲ့လိုက်ပါတော့တယ်မကြမီမှာပဲတောင်းမြေပြော့ပြော့မှာကျွဲချီရကွယ်များကိုအလတ်ဆက်ဆက်တွေ့ရနေပါတော့တယ်စိတ်မတို့ချီရဖြစ်မယ်လို့တွေးလိုက်ပြီးတော့ဆက်လိုက်ခဲ့ရင်မကြမီမှာပဲမိုးကောင်းကင်မှာပို့ပုံမောင်မဲလာပါတော့တယ်ဒါညရောက်တာတော့မဖြစ်နိုင်ဘူးငါထွက်လာတော့ကတော့အလောက်မှမရှိသေးဘူးမိုးသားတွေများလို့ထင်ပါရဲ့ဖိုးသားတယောက်အခုတော့ကျွဲအတွက်နဲ့ပူနေရပြီဖြစ်ပါရင်ကျွဲတကောင်တံမိုးကလည်းကိကာလာပေါက်စေးရမနှဲလာပါသူတို့သားမိနေအောင်အမင်းမင်းမနေနတ်မှန်အောင်လှုပ်ရှားနေရတာကြောင့်ကျွဲအတွက်ရော်ကြီးဆိုရင်တော့ပေးစီရတော့မရှိပါဘူးဟိုဆိုတာကဖိုးသားကြောင့်ကျွဲပြောက်သွားတယ်ဆိုရင်နောက်ဆိုရွာမလူတွေကသူ့အားကျွဲကြောင်ခိုင်းမှာတော့မဟုတ်တော့ပါဖိုးသားကျွဲမကြောင်ရရင်တော့ဝင်ငွေမရနိုင်တော့တာကိုတွေးပူရင်ဖိုးသားတယောက်စိတ်တွေလေးလံလာပါတော့တယ်ဒေါ်ရန်ကလေးကိုပြက်ချော်လိုက်တဲ့အခါမှာတော့ကျဲပြောလာတဲ့လဲခွင်းကြီးကိုတွေးလိုက်ရပါတော့တယ်အဲ့ဒီအခါမှာတော့ဖိုးသားတောင်အလွန်အော်သွားမိပါတော့တယ်တပန်းချောင်းကရခိုင်ရိုးမှတောင်ရန်ကြီးအဆက်မို့ချေ့ဆက်သွားရင်တော့တောနဲ့တဲ့ကိုပို့ပြီးသွားရမယ်ဖြစ်ပေမဲ့လေအခုတော့လဲခွင်းကြီးတစ်ခုကိုဝါကနေရင်တွေးလိုက်ရတာကြောင့်အံ့ဩသွားခဲ့ခြင်းပဲဖြစ်ပါတယ်။ဘာဝင်ချင်းကလည်းညမောင်ကြတယ်လို့ပေါင်မဲနေလိမ့်ပြီဖြစ်ပါတယ်။လဲခွင်းအတွင်းမှာတော့ကျွဲကြီးနှကောင်နဲ့လူကြီးတစ်ယောက်ကလဲထွန်နေတာတော့ရှိပါတယ်။ဟာအဲ့ဒါစိန်မန်းနဲ့အောင်လာပဲ။ဟိုသားလဲလက်ကသေးများပေါ်ကိုအပြေးလွှာပြေးလိုက်ရင်မကြမီလဲထွန်တဲ့နေရာကိုရောက်လာခဲ့ပါတော့တယ်။ဝေးအဲ့ဒါကျုပ်ကျွဲတယ်ဗျ။လဲထွန်နေတဲ့သူကသူအားတစ်ချက်လှည့်ချပြီးတော့ဆက်လက်ထွန်နေပါတော့တယ်။လဲခွင်းတနေရာမှာတော့ဒိန်ကလေးတစ်လုံးရှိပြီးတော့အဲ့ဒီဒိန်ကလေးအတွင်းမှာဘိန်းကလေးတူကပြေးထွက်လာပါတော့တယ် မောင်လေးလာပါဦး ။ဟိုသားလဲအဲ့ဒီဘိန်းကလေးကိုပြေးလာခဲ့ရပါတော့တယ်။ဘိန်းကလေးကအသားဖြူဖြူနဲ့ဖြစ်ပြီးတော့အမင်းရေရှားနဲ့ဖြစ်ပြီးတော့ဖြူပွဲအညံ့နေတဲ့အသားဆိုင်များကိုအတိုင်းသာမြင်နေရပါတော့တယ်။အသက်20ခန့်ရှိမယ်လို့ဟိုသားကခံမှန်းလိုက်လေပါတယ် မောင်လေးဘာလာလောက်တာလဲမောင်လေး ။ဟိုမှာတွန်းနေတဲ့ကျွဲကအဲ့ဒါကြုံကြောင်းနေတဲ့ကျွဲပြ။အဲ့ဒီခါမှာတော့ဟိုမိန်းကလေးကလဲတွန်းနေတာကိုကြည့်ရင် အော်မြင်မမတို့လည်းကျွဲမရှိလို့လည်းမထွန်နိုင်ဘူးဖြစ်နေတာမောင်လေးမောင်လေးအဲ့ဒီကျွဲတဲ့ကောင်ကိုမတို့ကိုရောင်းပါလား မလုပ်ပါနဲ့ဗျာအဲ့ဒါကျုပ်ပိုင်နဲ့ကျွဲလည်းမဟုတ်ဘူးဗျကျုပ်ကသူများကျွဲကိုငားတွန်ပြေးရတာဗျကျွဲကိုပြန်ပေးပါမမရဲ့အေးပါကွယ်ဒါဆိုရင်လေမမတို့အိမ်မှာခဏထိုင်နေရော မတို့လဲထွန်ပြီးရင်ကျွဲတွေလည်းပြန်ပေးမယ်မောင်လေးကိုလည်းအိမ်ပြန်လိုက်ဖို့ပေးမယ်ဟုတ်ပြီလား ဘိုးသားလည်းခေါင်းကိုအလိုလိုညှိပြီးသွားပါတော့တယ်လွယ်မရှိတာကြောင့်လေမတော်နိုင်တဲ့အဖြစ်ကိုလည်းတော်နာမိသွားတာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီမိန်းကလေးကဘိုးသားကိုသူတို့တဲကလေးစီကိုခေါ်သွားခဲ့ပါတော့တယ်တဲတွင်းမှာတော့အတော်မှောင်မဲနေပြီးတော့မိကွက်ကလေးများထွန်းတာလေးပါးခဝဝဖိုင်ဖိုင်မိန်းမကြီးတယောက်ကမုတ်တုတ်ထိုင်းနေပါတော့တယ်အဲ့ဒီမိန်းမကြီးကလည်းသူတွေ့ခဲ့တဲ့မိန်းကလေးလိုပဲဓမင်းကြီးရှားနဲ့ရလေးပါတယ်ဘိုးသားတဲတွင်းကိုထိုင်းလိုက်ပြီးဟိုးတီတီကြည်နေပြီပါတော့တယ်အဲ့ဒီချိန်မှာပဲခေါနာကမိန်းကလေးကဘိုးသားလွဲကိုကြည်ပြီးတော့ ဟဲ့ငါတွေပါလားမတို့ကိုကျွေးပါလားမောင်လေး ။အိုးမကြွေးထင်ပါဘူးဗျာ။ဒါကျွန်တော်အမေတို့ဖမ်းလာတဲ့ငါဗျ။အမေကိုကြွေးဖို့လေ လှုပ်ဆန်းမမောင်လေးရဲ့မတို့လည်းအင်းစားမရှိလို့ပါကွယ်မအမေကိုလည်းမကငါကျွေးခြင်းလို့ပါ ။ဘုရားလည်းဘဝတူများမှုသနာမိသွားနေပါတော့တယ်။ဒါဆိုကုံလုံးတော့မရဘူးမမ။တဝက်တော်ယူဗျာ။ဘုရားကငါး6ကောင်ကိုဖြုတ်ပေးလိုက်ပါတော့တယ်။သူဖြုတ်ပေးတဲ့ငါးကလေးများမှာလက်တော်ဝါကန်သာရှိတဲ့ငါးကလေးများပဲဖြစ်ပါတယ်။ငါးကောင်ကြီးများကိုတော့သူ့မင်းစားဖို့ဆိုပြီးဖဲ့ထားလိုက်လေပါတော့တယ်။အဲ့ဒီမိန်းကလေးကဘုရားပေးတဲ့ငါးမြောင်ကိုယူလိုက်ပြီးတော့သူနှစ်ဘေးမှာထိုင်နေတဲ့မိန်းမဝဝကြီးကိုလမ်းပေးလိုက်တဲ့အခါမှာတော့အဲ့ဒီမိန်းမဝဝကြီးကငါးတကောင်ကိုယူလိုက်ပြီးပါဇက်နဲ့အစိမ်းကိုက်ဖဲ့နေပါတော့တယ်။ဘုရားလည်းငါးကိုအစိမ်းစားတဲ့အဖြစ်ကိုအံ့ဩပြီးဒီနေမိတယ်မှာပဲငါးတကောင်မှာအ
အယိုးပါမကြအောင်ကုန်သွားလေပါတော့တယ်အဲ့ဒီချိန်မှာတော့ထုံမိန်ကလေးကနောက်ထပ်9တကောင်ကိုထပ်ပေးလိုက်တဲ့အခါမှာတော့မိမဝဝကြီးကအားရပါရစားပြန်ပါတယ်မိကွာအလင်းရောင်အောက်မှာအဲ့ဒီမိမကြီးရဲ့သွားချွန်ကြီးများကိုတွေးလိုက်ကြလေပါတယ်သွားများအားလုံးမှာအကျော်များဖြစ်ပြီးတော့မီးရောင်နဲ့ဝေးလံနေလေပါတယ်ဟိုးသားကြီးနေရင်တကိုယ်လုံးတုံပြီးကြက်သေးများတောင်ထလာခဲ့ပါတော့တယ်9-6ကောင်မှာဟိုးသားမျက်စိရှေ့မှာပင်အစအနပျောက်သွားနေပါတော့တယ်အဲ့ဒီခါမှာမိမဝဝကြီးကဟိုးသားကိုကြည့်လိုက်ပြီးတော့သူ့ပါဇက်ကြီးကိုဖျဲ့ပြနေပါတော့တယ် စောင်းမယ်စောင်းမယ် ဟိုးသားကောင်းတစ်ပတ်မြတ်တောင်ကြီးနေပြီပဲဖြစ်ပါတယ်သူတွေနေရတဲ့လူများမှာလူမဟုတ်ပဲရဲများဖြစ်လိမ့်မယ်ဆိုတဲ့အတွေးကခေါင်းထဲကိုရောက်လာလို့ပဲဖြစ်ပါတယ်ဘိုးသားလည်းကြောက်ကြောက်နဲ့သူကြိတ်ထားတဲ့ငါးများအကုန်လုံးကိုပြောလိုက်ပြီးအဲ့ဒီမိမဝဝကြီးရဲ့အရှိကိုပြစ်ချပေးလိုက်ပြီးတော့အဲ့ဒီမိမကြီးကငါးများကိုကုန်းကောက်ပြီးငမ်းမြတိုက်စားပြန်ပါတယ် ကျေးဇူးတင်လိုက်တာမောင်လေးရဲ့ ဟာဒါဆိုရင်လည်းကျုပ်ကိုပြန်ဖို့ပြီးတော့ဗျာဘယ်ထုံးနာပြီးပြီမို့လား ပြီးတော့ပါပြီကွမောင်လေးရဲ့ဒါနဲ့မောင်လေးကိုငါ့ကိုပြန်ပေးစရာမမတို့မှာဘာမှမရှိဘူးလေ ရပါတယ်မလိုပါဘူးမမအဲ့ဒီခါမှာတော့မိန်းကလေးကတောင်းကလေးတစ်တောင်းကိုယူလာခဲ့ပါတော့တယ်အဲ့ဒီတောင်းထဲမှာတော့နောက်စလုံးများပြည့်ထည့်ထားလေးပါတယ် မောင်လေးကကျွေးကြောင်းနေဆိုတော့နောက်စလုံးတော့လုံးမပေါ့ယူသွားပါကွယ် နေပါစီဗျာကျွန်တော်မှနောက်စလုံးတွေပါပါတယ်ဗျာ ယူသွားစမ်းပါမောင်လေးရဲ့ ဟိုးသားလဲမယူလင်းကိုလုံနေမိကိုစိုးရိမ်တာကြောင့်နောက်စလုံးတစ်စုံနှိုက်ပြီးတော့လွယ်တဲ့ကိုထည့်လိုက်နေပါတော့တယ်မကြခင်မှာပဲအဲ့ဒီမိန်းကလေးကထားသွားတာကြောင့်လူနောက်ကိုလိုက်လာခဲ့ပါတော့တယ်တဲမှာထွက်လာလိုက်တဲ့အခါမှာတော့လေတော်နေတဲ့လူကြီးကအင်္ဂလိပ်စီကိုပြန်ရောက်လာလေပါတော့တယ်အဲ့ဒီတော့မှအဲ့ဒီလူကြီးကိုဒေချာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူကြီးမှာမျက်လုံးလေးလုံးပါတာကိုတွေးလိုက်ရပါတော့တယ်ပုံမှန်မျက်လုံးအောက်မှာနောက်ထပ်မျက်လုံးတစ်လုံးစီရှိနေလေပါတယ်ဘိုးသားကိုလည်းကျွေးများပြန်ပေးလေပါတော့တယ်ကဲသမီးအဖေတို့လှုပ်တွေလည်းပြီးပြီဆိုတော့ဒီကောင်လေးကိုပြန်ပို့ပေးလိုက်စမ်းပါကွယ်ဘိုးသားကစိန်မန်းကိုစီးလိုက်ပြီးတစ်ဘက်ကအောင်လာကိုဆွဲလိုက်လေပါတယ်အဲ့ဒီခါအင်္ဂလိပ်ကလက်ကတင်းရိုးမြအတိုင်းသူ့ရှိကနေပြီးတော့လမ်းလျှောက်သွားလေပါတော့တယ်ဘိုးသားကကောင်းကင်ကြီးကိုမောကြည့်လိုက်တဲ့အခါကောင်းကင်မှာအနီရောင်အပြရောင်အစိမ်းရောင်များနဲ့အယောင်ဆုံးထွက်နေပြီးတော့လှပနေတာကိုမြင်တွေ့ရပါတော့တယ်ကန်တင်းရိုးအဆုံးကိုရောက်တော့ဒီမိန်းကလေးကပြုံးပြနေပါတယ်ကဲမောင်လေးဟောဒီတိုးကလေးအတိုင်းလိုက်သွားနော်မကြခင်မောင်လေးတို့ရွာကိုရောက်သွားလိမ့်မယ်ဘိုးသားလေးကောင်းငိမ်ပြီးတော့ကျွဲကိုဆက်မောင်းကြလေပါတော့တယ်ဒေါ်ရန်ကလေးကိုဖျက်ပြီးတဲ့အခါမှာတော့ဆူရှာတဲ့လေလင်းရောင်များကိုတွေးလိုက်ရတာကြောင့်အံ့ဩသွားမိပါတော့တယ်လေလင်းရောင်ကမနက်ပိုင်းအချိန်လိုဝင်းလက်ခါတောက်ပါနေလေပါတယ်တပန်းချောင်းအတွင်းရောက်တဲ့အခါမှာတော့သူချီခဲ့တဲ့ကျွဲချောက်ကောင်ကိုလည်းမတွေ့ရတော့ပါဘူးဒီလိုနဲ့ဘိုးသားလေးကျွဲစီးပြီးတော့ရွာကိုပြန်လာခဲ့ရပါတော့တယ်ရွာပြင်ခွန်းကြီးအနီးမှာရှိတဲ့တာပေါင်ကြီးပေါ်မှာကလေးများကကျွေးခင်းတန်းဆော့ကစားနေကြနေပါတယ်ဟေးပိုးဆောင်ဝင်းထဲမှာကျွဲစီးလေးကတက်လာတဲ့ဘိုးသားကိုမြင်တဲ့အခါမှာတော့အိုးဆောင်မှာအလွန်အားတင်သွားလေပါတော့တယ်အဲဒီနောက်မှာတော့ဘိုးသားကိုလက်ညှိုးထိုးပြီးတော့ ဟဲ့ဟိုမှာဘိုးသားကျွေးစီပြီးလာနေတာဟဲ့ ကလေးများအကုန်လုံးဘိုးသားကိုငေးကြည့်ပြီးကြောက်လန့်တကြားနဲ့ရွာထဲကိုပြေးဝင်သွားကြပါတော့တယ်ဘိုးသားလည်းကလေးများကိုကြည့်ရင်ရွာထဲကိုအေးလူလူပဲဝင်လာခဲ့လိုက်ပါတော့တယ်ရွာထဲကိုရောက်တဲ့အခါမှာတော့ရွာလူကြီးများနဲ့အတူဘိုးသားမေမီရေးလဲရွာထဲမှာပြေးထွက်လာကြတာကိုမြင်တွေ့လိုက်ရပါတော့တယ်မိကိုမြင်တွေ့လိုက်ရတာကြောင့်ဘိုးသားတယောက်အလွန်ဟောသွားပါတော့တယ်အမေသားပြန်လာပြီမေတို့မေမီရေးကမျက်ရည်တွေကျနေလေပါတယ်မီးရေမတော်နဲ့အဲ့ဒါနင်းသားကတရေဖြစ်ပြီးနင်းကိုလာခေါ်တာနေမှာမီးရေရွာကလူတွေဝိုင်းပြောပြီးမြလေမေဖြစ်သူမီးကတော့အမြန်ပြေးထွက်ပြီးဘိုးသားကိုပွေဖန်ထားလိုက်ပါတော့တယ် သားလေဘယ်လိုသွားနေတာလဲသားလေးရဲ့ အမေသားတပန်းချောင်းဘက်မှာမေးတော့ငါသွားဖမ်းတာပါအမေရဲ့အဲ့ဒီတော့မှရွာသားများမှာဘိုးသားကိုဝိုင်းအောင်ကြည်လာကြပါတော့တယ်ဘိုးသားကိုဝိုင်းပြီးစမ်းသပ်ကြည့်ကြပါတယ်ဘိုးသားကတော့မိမိဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်များကိုပြန်ပြောပြတဲ့အခါမှာတော့အားလုံးကအံ့ဩနေလေကြပါတယ်မင်းသိကံကောင်းတာမဟုတ်ကွာအဲ့ဒီတပန်းချောင်းဘက်မှာကျဲတွေပိုင်းနဲ့လဲတွေရှိတယ်ကွာ
မင်းကိုအသက်နှုတ်မထားလိုက်တာကျေးဇူးတင်ရမှာပဲရွာလူကြီးကဝင်ပြောတာပဲဖြစ်သွားတယ်ဘိုးသားလည်းဘာမှနားမလည်နိုင်တော့ပါဘူး ဒါပြောက်နေတာတလားကြော်ပြီးသားရဲ့မေတို့ကငါသားလေးဆုံးသွားပြီလို့ထင်နေတာ ဘိုးသားဘာမှနားမလည်နိုင်တော့ပါဘူးအများကတော့တလားလို့ပြောနေကြပြီပဲလေသူ့အတွက်တော့ညနေသားကြားမြင်ခဲ့ခြင်းပဲဖြစ်ပါတယ်ဘိုးသားကလူလွယ်ထားတဲ့လွယ်ကိုဒိုင်းမှာချိတ်လိုက်ပြီးတော့လွယ်တွင်းမှာဝင်လန့်နေတဲ့ຢာများကိုတွေးလိုက်ရပါတော့တယ်ဘိုးသားကတွဲထုတ်လိုက်တဲ့အခါမှာတော့လောက်စလုံး6လုံးမှာရွှေတီးဖြစ်နေပြီးတော့အလွန်လေးလံလာပါတယ်ဘိုးသားနဲ့ဒိုမေမီရောတရွာလုံးရောအံ့ဩကုန်ကြပါတော့တယ်မင်းကကြက်တွေကိုကိုကြည့်ခဲ့လို့ကြက်တွေကမင်းကိုပြန်ပြီးကိုညီတာပဲဖြစ်ရမယ်ကွာအဲ့ဒီတော့မှဘိုးသားကသူအားလောက်စလုံးများပေးတာကိုလက်ရဆုပ်တာယူခဲ့မိခြင်းပေါ်အလွန်နှောင်းတရလို့မဆုံးဖြစ်နေလေပါတော့တယ်ဇလန်ချုပ်ရရင်တော့ဘိုးသားရလာတဲ့ရွှေလုံးများကိုထူခွဲရောင်းချပြီးသူတို့သားမိနှစ်ယောက်ချမ်းသာသွားကြပါတယ်ဗသိမ်မျိုးမှာအိမ်ထဲဆောင်မီးတစ်ပြောင်နဲ့နေထိုင်ကြပြီးတော့မြေကလည်းဗသိမ်စည်းမှာဈေးဆိုင်ဖွင့်လှစ်လိုက်တာကြောင့်သားမိနှစ်ယောက်မတောင်းမတမကြောင်းမကြနေနိုင်တဲ့အခြေအနေဖြစ်သွားနေပါတော့တယ်ဘိုးသားကဘဝတစ်လျှောက်လုံးအားရင်အားသလိုအဲ့ဒီတပန်းချောင်းအတွင်းတွားရောက်ပြီးတော့ဂျက်များကိုရှာဖွေပေးမဲ့တယ်အမှန်မတွေ့ရှိရတော့ပါဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါတော့တယ်ခန်းစားနာစဉ်အပိကြတော့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်မင်္ဂလာရှိသောနေ့တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်ဇလန်လေးမှာပြန်တွေ့ကြပါမယ်